မနက်ဖြန်ဟာ24ရက်နေ့ဖြစ်ပါတယ်မြန်မာလိုဆိုရင်17ရက်နေ့ဖြစ်ပါတယ်17မီငိမ့်စီမဲ့17ရက်နေ့ဖြစ်ပါတယ်အဲ့တော့မနက်ဖြန်24ရက်နေ့ဖြစ်တဲ့မြန်မာလို17ရက်နေ့မှာဗုဒ္ဓမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုတောက်တော်ရီ17ခွက်เนาะပြီးရင်ဖျောင်းနိုင်17တိုင်ကတ်လူရမှာဖြစ်ပါတယ်တောက်တော်ရီကတော့ဖန်ကွက်နဲ့ကတ်လဲရတယ်ဖန်ကွက်မရှိတဲ့သူတွေကတော့တစ်ခါသုံးကွက်နဲ့လည်းကတ်လို့ရတယ်ပြီးရင်ဆရာတို့ပေါ့နော်ဂုံတော်9ပါးကို17ခေါက်ရွတ်မယ်တန်မုတ်တွေကားတာကို17ခေါက်ရွတ်မယ်အဲ့တော့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုမြန်မာလို17ရက်နေ့အင်္ဂလိပ်လို24ရက်နေ့မှာ17မီးငိမ့်စေတဲ့တောက်တော်ရည်တွေစီမီးတွေကတ်လူမယ်ဆိုရင်เนาะရေကျိုး10ပါးကိုလည်းရရှိမယ်ကိုယ်စိတ်နှလုံးလည်းအေးချမ်းစေမယ်အပူတော့ကလည်းเนาะငြိမ်းအေးစေမယ်ငွေကိုလိုတိုင်းရစေပြီးတော့မှငွေကိုရေလိုသုံးနိုင်မယ်နေ့တစ်နေ့ဖြစ်ပါတယ်ငွေပေါ်ရွှေပေါ်ပြီးတော့မှငွေထိုးရွှေထိုးမဲ့နေ့ဖြစ်ပါတယ်ရတနာပုံကိန်းစိုက်တဲ့နေ့လို့လောင်ပြောလို့ရတဲ့ဒီ24ရက်နေ့မှာဆရာပရိသတ်9ရက်သားသမီးအားလုံးရေအကျိုး10ပါးကိုရောက်အောင်ယူပါလို့ဆရာပြောချင်ပါတယ်တေးသေးချာလေးသာလှုပ်ပါယုံကြည်နဲ့သာလှုပ်ပါဒီရရာကိုပြုတ်လှုပ်ပြီးဆိုတာနဲ့ငွေတွေဝင်လာလိမ့်မယ်ငွေကိုရေလိုသုံးနိုင်လိမ့်မယ်အလူကြီးအတန်းကြီးပေးနိုင်လိမ့်မယ်ထီတွေချဲတွေပေါက်လာလိမ့်မယ်အယောင်းဝယ်တွေကောင်းလာလိမ့်မယ်ကိုလှုပ်သမျှကိုင်းသမျှကြံစီသမျှကိစ္စတွေအောင်မြင်လာလိမ့်မယ်ကိုမှရှိတဲ့အခြေရေးအပူပဲရှိအိမ်တော်ရေးအပူပဲရှိအကျွေးအပူပဲရှိဒီအပူတွေအားလုံးငြိမ်းအေးပြီးတော့မှအကျွေးတွေကြေပြီးတော့မှထီတွေချဲတွေပေါက်စေမဲ့ရရာဖြစ်ပါတယ်ဒီရရာလေးကိုနော်ဆရာဘယ်လိုပြုလုပ်ရမလဲဆိုတာတေချာလေးရှင်းပြပေးတယ်ယုံကြည်နဲ့သာလုပ်ပါဒီရရာကိုပြုလုပ်ပြီးဆိုတာနဲ့17နာရီကနေ17ရက်အတွင်းကိုထူးခြားနဲ့ကိုအရက်17မျက်နှာကနေပြီးတော့မှငွေဝင်လာလိမ့်မယ်နော်ဆရာပရိသတ်ထဲမှာငွေဝင်နေနေတဲ့သူတွေအကုန်လုံးငွေမဝင်ဖြစ်နေတဲ့အကုန်လုံးဒီရရာကိုသာလုပ်ပါအပူတောကတွေအားလုံးငြိမ်းအေးစေပြီးတော့မှငွေကိုရေလိုဝင်စေမဲ့နေ့တစ်နေ့ဖြစ်တဲ့အတွက်ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုတနေ့ကုန်တောက်တော်ရေကတ်လူပြီးတော့မှဆူတောင်းမြတ်တာတွေပြုလုပ်မယ်ဆိုရင်ရေလိုအေးပန်းလိုမွေးပြီးတော့မှကိုယ်စိတ်နှလုံးအေးချမ်းသွားစေမဲ့ရရာဖြစ်ပါတယ်ဒီဗီဒီယိုကြည့်နေတဲ့9ရက်သားသမီးအားလုံးလည်းဒီဗီဒီယိုလေးကို share ထားပေးပါเนาะကွန်မန့်မှာလည်းမိမိရဲ့နေ့နံကိုရေးခဲ့ပါဆရာတဦးတယောက်ချင်းစီတိုင်းကိုငွေဝင်အောင်ဆူတောင်းပေးပါမယ်ပြီးတော့ဆရာရဲ့ဒီဘေးရင်ထူးမြောက်ဆိုတဲ့ TikTok အကောင့် Facebook အကောင့်ကိုလည်း like and follow လေးလုပ်ထားပေးပါလို့ပြောချင်ပါတယ်ပြီးတော့ဆရာအကောင့်အတုတွေပေါ်နေပါတယ်ဆရာပရိသတ်တွေအလိန်ခံရမှာဆိုလို့ပါဆရာရဲ့ KBZ Pay ငွေလွှဲအကောင့်ဖုန်းနံပါတ်ကတော့39966331ဖြစ်ပါတယ်အကောင့်နာမည်ကတော့အောင်ရဲလွင်ဖြစ်ပါတယ်ဒီနံပါတ်မဟုတ်ဘူးဆိုရင်လုံးဝကိုငွေမလွှဲပါနဲ့အလိန်ခံရရင်တာဝန်ယူမှာမဟုတ်ပါဘူးကိုမှအပူတော့ကရှိနေတဲ့သူတွေအရေးကြီးတာပြောမယ်နော်အပူတော့ကများနေတဲ့သူတွေအကျွေးများနေတဲ့သူတွေထီချဲပေါက်ချင်တဲ့သူတွေအကုန်လုံးဆရာစီမှာနော်ဒီ8လပိုင်းလဝက်အတွက်ငွေဝင်ချမ်းနေတဲ့ရတရားတွေကိုလည်းလာအပ်လို့ရပါပြီ Viber Messenger Telegram မှာဓာတ်ရိုက်ဆက်သွယ်ပြီးတော့ရတရားအပ်လို့ရပါတယ်လက်ပိတ်နေတဲ့လူတွေနော်ငွေကြေးခက်ခဲနေတဲ့သူတွေကန်နှိမ့်နေတဲ့သူတွေအကုန်လုံးဆရာစီကိုလာခဲ့ပါဆရာလက်ပွင့်လက်ရွှင်ပြီးတော့ကန်ကောင်းစေမဲ့ရတရားတွေကိုပြုလုပ်ပေးမှာဖြစ်ပါတယ်နောက်တစ်ခုကဆရာစီမှာအခြေရေးအိမ်တော်ရေးစီးပွားရေးလူမှုရေးပညာရေးကျန်းမာရေးရတရားတွေကိုအကုန်လုပ်ပေးမှာဖြစ်ပါတယ်ဓာတ်ရိုက်တက်စင်လည်းလုပ်ပေးမယ်အစီရင်လည်းလုပ်ပေးမယ်ရတရားတွေလည်းလုပ်ပေးမှာဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုဘေးရင်မေးလို့ရတယ်ဇာတာစစ်လို့ရတယ်တဲတော်မေးလို့ရတယ်စိုင်းနာမည်ပေးလူနာမည်ပေးတွေလည်းပေးလို့ရပါတယ်ပြီးတော့ဆရာစီမှာအဆောင်ရေမွေးတို့အဆောင်နှခမ်းတီတို့အဆောင်လက်ကောက်တို့အဆောင်ဆွဲကြိုးတို့အဆောင်ပတ်ဆက်အိတ်တို့ကိုလည်းဈေးနှုန်းချိုသာစွာနဲ့ဝယ်လို့ရပါတယ်အရန်အစွမ်းထက်တဲ့အဆောင်တွေကိုရောင်းပေးမှာဖြစ်ပါတယ်ဆရာအဆောင်တွေကိုဝယ်သုံးကြည့်ပါမစွမ်းမှုဆိုရင်ပတ်စံပြန်အမ်းပေးပါမယ်အဲ့လောက်ထိအာမခံပြီးတော့ရောင်းပေးမှာဖြစ်ပါတယ်เนาะဒီ24ရက်နေ့မှာလုံးဝအမဲသားမစားပါနဲ့အမဲသားစားတာကိုရှောင်ပေးပါ24ရက်နေ့အတွက်အကျိုးပေးကနန်းလေးကတော့13509ဖြစ်ပါတယ်အကျိုးပေးအယောင်ကတော့အဖြူရောင်ပါဖြစ်ပါတယ်အဖြူရောင်ပါတဲ့အဝတ်စားတွေအသုံးဆောင်တွေသုံးမယ်ဆိုရင်ပို့ပြီးတော့လက်ပွင့်လက်ရွှင်စေပါတယ်24ရက်နေ့မှာဆရာခုပြောပြသွားတဲ့ရတရားကိုပြုလုပ်ကြတဲ့9ရက်သားသမီးအားလုံးအောင်မြင်တိုးတက်ကြပါစေလို့ဆုတောင်းပေးပါတယ်